တို့ game ရကျိုးသွားတယ် Group Stage နဲ့ Survivor Stage ကတော့ပြီးသွားပြီပေါ့နော် Final 16သိန်းရလဲပေါ်လာပြီပေါ့နော် Final 16သိန်းနဲ့မှာ EA တို့ PTR တို့နော် Team Flat တို့နော်ဒါအာရှဒီ C ရပေါ့နော် Team Flat ကတော့ C game ပြတတာပဲနော်ဒီ Survivor Stage မှာထိတ်ဆုံးကနေပြီးတော့ Final ကိုတက်လာတာဒီတခြားတစ်ဖက်ကဆိုရင်တော့ R8 တို့ Fourth Right တို့မှာတော့ပါမယ်ပေါ့နော်ဒီရှင်တော့ EPG အသင်းကိုနှိမ်ပြောင်းထားတဲ့ Aura ဒီ Dot တို့ပါတဲ့ဒီ Mogo အသင်းရတယ်ရှိအောင်မယ်ဆိုတော့ Final 2ရက်ကမနေ့ပြန်နေစမယ်ဆိုတော့2ရက်ပဲလုံးမှာ Smash Rule လဲပါတယ်အဲဆိုတော့2ရက်ထဲမှာ Smash Rule လဲပါတာဖြစ်တဲ့အတွက်ကိုเนาะအရင်တော့မြန်တယ်လို့ခံစားရတယ်ပေါ့နော်အဲဆိုတော့ဒီ format ကတော့ဒီဒါ format အသစ်လို့ပြောလို့ရတယ်ပေါ့နော်ဒါမဲ့ EWC မှာလေဒီ format ကိုပဲသုံးပြီးတော့လုပ်သွားမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါကျွန်တော်အမြင်ပေါ့ကျွန်တော်တယောက်တည်းရဲ့အမြင်ပေါ့နော်ဘာလို့ဆိုတော့ EWC တဲ့အသင်းက32သင်းအောင်ပါမှာဆိုတော့ဒီအတိုင်းပဲ Group Stage 2ရက်เนาะတစ်ရက်ကို16သင်းစီပဲဆော့ဒါ6သင်း6သင်းစီ12သင်းတက်ပြီးတော့8သင်း8သင်းစီက Survivor Stage ဆော့ပြီးတော့ကျွန်တော်4သင်း APM ပေါ့နော် Survivor Stage မှာ4သင်းတက်အဲ့လိုမျိုးပဲသွားမယ်လို့တော့ထင်တယ်ဒီ PNGO မှာတော့ဒီ EWC တော့ slot ဘယ်နှခုရမလဲတော့မသိဘူးဒါပြီးရင်တော့ဒါသေးသေးပြောပြပေးပါနော်လောလောဆယ်ကျွန်တော်အဓိကပြောချင်တာကမနေ့ဖြန်မှာဒီ final 2ရက်ရှိမယ်ပေါ့နော်6ရက်နေ့နဲ့9ရက်နေ့ပေါ့နော်အဲ့ final 2ရက်လုံးကိုကျွန်တော်ရဲ့ဒီ Facebook page နဲ့ YouTube channel မှာ direct live ပြသပေးတော့မှာပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ Facebook page ကို follow လုပ်ပြီးတော့ဒီပင် comment မှာထောက်ထားတဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပြီးတော့ဒါမနေ့ဖြန်မှာစောင့်ကြည့်လို့ရပါတယ်အချိန်ကတော့ပုံမှန်တိုင်းညနေ9:00နာရီလောက်ဖြစ်ဖို့တော့များတယ်မနေ့ဖြန်မှာပြန်စတော့မယ်ဒီ final 2ရက်ကိုကျွန်တော်ရဲ့ review ဆက်ပြီးတော့စောင့်ကြည့်ကြပါပေါ့နော်ဘယ်သူများ champion ဖြစ်သွားမလဲပေါ့နော်ဆိုတော့အားလုံးပဲမနေ့ပြန်ညနေ9:00နာရီ live မှာတွေ့ကြမယ်အားလုံးပဲကျေးဇူးပါနော်ကျွန်တော်ရဲ့ channel လေးကိုလည်း follow လုပ်ပြီးတော့ subscribe နှိပ်ခဲ့ပြီးလို့ရပါတယ်အားလုံးပဲမနေ့ပြန်တွေ့ပါဗျာ